စိတ်လှုပ်ရှားမှုမရှိတော့ emotion မရှိတော့အဲ့ဒါနှလုံးရောဂါမာကျော်သွားတဲ့လက္ခဏာကျွန်တော်ပြတတ်တယ်ကိုယ့်ကိုပြန်စမ်းစစ်တဲ့အခါမှာအများကြီးရှိဒီအရာတွေကကျွန်တော်ရဲ့စိတ်နှလုံးမှာဘုရားသခင်ရဲ့ဝိညာဉ်ရေးအတွက်မှာနှလုံးမှာယောဂရှိနေမလားဆိုတဲ့လက္ခဏာတွေအဲ့ဒါကိုပေါ်ပြတယ်နောက်တစ်ဆင့်ကောင်းလို့ရှိရင်အကြောင်းရင်းနော်ဆရာပြောတဲ့အကြောင်းရင်းတွေလည်းအများကြီးရှိနှလုံးယောဂဖြစ်ရတဲ့အကြောင်းရင်းတွေအများကြီးရှိရမလားနှလုံးကကျဉ်းသွားတဲ့အခါမှာအသက်ရှူကျတဲ့အခါမှာနော်တွေးမလျှောက်နိုင်တဲ့အခါမှာအဲ့ဒါတွေဖြစ်လာတွေးကြောကျင်းတာလို့နော်တွေးခုန်မြန်တာလို့အပြည့်ပြည့်အဲ့ဒါရှိအခုနှလုံးယောဂကျွန်တော်ရဲ့ဝိညာဉ်ရေးရနှလုံးသားနဲ့ပတ်သက်ပြီးတော့ဖြစ်လာရတဲ့အကြောင်းရင်းတွေရှိတယ်အဲ့ဒီအကြောင်းရင်းတချို့ကိုလည်းကျွန်တော်ဖော်ပြလို့တယ်ပထမတစ်ခုကဘာလဲဆိုရင်အပြည့်ဝဲခဲ့တဲ့အထဲမှာဆက်လက်ခြင်းလေအသက်ရှင်နေခြင်းအဲ့ဒါကကျွန်တော်ရဲ့ဝိညာဉ်နှလုံးယောဂဖြစ်ရတဲ့အကြောင်းရင်းအမှန်ကြီးမားတဲ့အရာတစ်ခုဖြစ်တယ်စကားပုံတစ်ခုရှိတယ်လူကစဉ်းစားပြီးတော့မှလက်တွေ့လှုပ်ဆောင်တယ်လက်တွေ့လှုပ်ဆောင်တဲ့အရာကအကျင့်ဖြစ်လာတယ်အဲ့ဒီအကျင့်ရဲ့နောက်ဆုံးမှာစီရင်ခြင်းလိုက်လာတယ်ဆိုတော့တွေ့ရတယ်အဲ့ဒါအပြည့်ဝဲကြီးတဲ့အထဲမှာကျင်လေခြင်းရဲ့တန်တရားဖြစ်တယ်တန်တရားကျင်လေတယ်အပြည့်တစ်ခုကိုလုံးဝရအတွက်စဉ်းစားရတယ်စဉ်းစားခြင်းကနေလာတာနှလုံးသားထဲကနေလာတာတုတ်တန်ကျမ်းထဲမှာကျွန်တော်ပေါ်ပြကျွန်တော်စိတ်နှလုံးကရေတွင်းထဲကရေခတ်တယ်နဲ့တူတယ်ရေတွင်းထဲကရေထွက်လာတဲ့အခါမှာကျွန်တော်နှုတ်ကနေစိတ်နှလုံးထဲမှာရှိတဲ့အရာတွေအားလုံးကောင်းကျစ်ဆင်းတဲ့အရာအားလုံးကနှုတ်ကထွက်လာတယ်လက်ကထွက်လာခြေထောက်ကထွက်လာအာယုံ၅ပါးကနေထွက်လာတယ်အဲကြောင့်စဉ်းစားခြင်းကနေလက်တွေ့လှုပ်ဆောင်ခြင်းဆိုတာပေါ်လာတယ်အဖြစ်ကျူးလွန်ခြင်းဆိုတာပါလာတယ်အဲ့ဒီအဖြစ်ကျူးလွန်ခြင်းကတရက်မဟုတ်နှစ်ရက်မဟုတ်တစ်ခါမဟုတ်နှစ်ခါမဟုတ်ကြာလာတဲ့အခါမှာအကျင့်ဖြစ်လာတယ်ကျွန်တော်ရဲ့အတွေးသားထဲမှာယူသွင်းခြင်းစီမှာဆွဲပြီးတော့မှသူ့ရဲ့အသက်တာမှာဖြတ်လို့မရတဲ့တောက်လို့မရတော့တဲ့အကျင့်ဆိုရင်ဖြစ်လာတယ်နောက်ဆုံးစီရင်ခြင်းကိုရောက်တဲ့တိုင်အောင်အဲ့ဒါကြီးဖြစ်လာလို့ကျွန်တော်တွေ့ရတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်ခရစ်တော်ယေရှုဖျားကျွန်တော်ကိုကယ်တင်ခြင်းရပြီကျွန်တော်ကိုထာဝရအသက်ပေးပြီဒါပေမဲ့ဘာတွေကြံနေလဲဆိုရင်နောင်တမရသေးတဲ့အဖြစ်တွေရှိသေးတယ်စိတ်ကလုံးကကောက်ချစ်စင်းနေတယ်ဘယ်လိုသိနိုင်မလဲဘယ်သူမှမသိဘူးဆိုတော့အဲ့ဒီအဖြစ်ကိုဖုံးဝဲထားတဲ့နောင်တမရသေးတဲ့အဖြစ်တွေရှိတယ်မတောင်းပန်ရသေးတဲ့အဖြစ်တွေရှိတယ်တင်တို့အဖြစ်ကိုဝင်ချတောင်းပန်နေတင်တို့ကိုဖြတ်မှတ်တဲ့ဘုရားခင်ကအားလုံးအဖြစ်ကိုလွတ်မယ်ဒါပေမဲ့ဘယ်သူမှမသိပါဘူးဆိုတော့ဝင်မချမတောင်းပါမနဲ့တင်းချတဲ့အဲ့ဒီຢာတွေရှိတယ်အဲ့ဒါကအဖြစ်ချင်းမှာရှိနေလုံးပဲအဲ့ကလေးကနေပြန်လာတဲ့အခါမှာသူစိတ်ထဲမှာအဲ့ကလေးစိတ်ပဲရှိတယ်ဘုရားသခင်ကဂတိတော်နေမြေကိုပို့ပြီးပြီမဲ့အဲ့ကလေးထဲမှာပဲကျွန်းဝပဲနေခြင်းနဲ့အဲ့စိတ်ဓာတ်တွေအများကြီးရှိနေတယ်မကုန်သေးဘူးအဲ့ကလေးစိတ်ဓာတ်တွေရှိနေတယ်လူဟောင်းကနေကျွန်တော်ဖြတ်လာပြီမဲ့လူဟောင်းရဲ့အကျင့်တွေအများကြီးရှိနေတယ်ငှက်ကလေးတကောင်လောင်ကြိုက်ထဲမှာထည့်ထားတာကိုတနာပြီးတော့မှအော်မင်းလည်းနှစ်ပေါင်းများစွာဒီထဲမှာထည့်ထားရတယ်ပြန်ပါတော့ဆိုတော့ဖွင့်ပေးလိုက်တယ်အဲ့ဒီငှက်ကလေးကဘယ်မှမတော့အဲ့လောင်ကြိုက်ပတ်ဝန်းကျင်မှာပဲလဲဘယ်မှမတော့တာပြစ်ထဲမှာကျင်းလဲနေအဲ့ဒီအပြစ်ကနေဘယ်မှမတော့နိုင်ကျွန်တော်မရှိတရားကအရက်ဖြတ်တဲ့အခါမှာအရက်တော့ဖြတ်လိုက်တယ်ဒါပေမဲ့ဖြတ်ပြီးတော့7စီးသွားတဲ့အခါမှာအဲ့ဒီ7ရဲ့အရက်ဆိုင်ကိုရောက်သွားတယ်သူတွားနေတဲ့အလေးချင်းကတော့တွားနေတယ်ဘယ်တော့မှစလိဖြတ်တဲ့လူကလည်းဖြတ်တာပဲဒါပေမဲ့နောက်ဆုံးတတိယတော့လက်ထဲမှာစလိကရောက်နေဘယ်တော့ရောက်နေမှမသိဘူးအကျင့်အဲ့ဒီဆန်းမှာပဲရှိနေတယ်အဲ့ကတော့အကျင့်တွေကဘယ်တော့မှပျောက်သွားဘူးဘာဘလုံးရောက်သွားတဲ့အခါဘာဘလုံးမှာနှစ်ပေါင်း80လောက်နေပြီမလားအဲ့ဒီမှာရှိတဲ့အကျင့်တွေပါလာတယ်ဘာဘလုံးမှာအဲ့ကတော့မှာတော့ကျွန်းစိတ်ဓာတ်ဘာဘလုံးရောက်သွားတဲ့အခါမှာလောကဆိုတဲ့စိတ်ဓာတ်ပါလာတယ်လောကမှာစီးစိမ်ငွေကြီးထင်ပေါ်ကြော်ကြားခြင်းကာမဂုဏ်ရစ်မှုခြင်းဆိုတဲ့အဲ့ဒီຢာတွေပါလာတယ်ပေါင်းလို့ပြန်လာတဲ့အခါဒါကြောင့်မလို့ဣသရေလprophet ပြန်ပြီးတော့နှုတ်ချမှု renew ပြန်လုပ်ရတယ်ဒီဘဝနဲ့ပြန်လာဒီဘဝနဲ့ထွက်လာတဲ့အခါအဲ့ဒီမှာနတ်မိတ်စာတွေရဲ့အယူဝါဒတွေသုံးနေပါတယ်နေပေါင်းများစွာယောရှုကရှခင်ကြီးလာခါမှာမင်းတို့စွန့်မလားမစွန့်ဘူးလားငါကတော့စွန့်ပြီးတော့ငါနဲ့ငါရဲ့အိမ်သားများသာဝရဘုရားကိုဝတ်ပြုမယ်မင်းတို့ဝတ်ပြုမလားစာတန်လောကကမ္ဘာလောကအဲ့ဒီအရာထဲမှာရှိနေအပြစ်ထဲမှာပဲကျင်လည်နေတဲ့ခါမှာကျွန်တော်ခုနကနှလုံးသွေးကြောမှာအစီတွေပိတ်တယ်ပဲသွေးမလျှောက်နေတာအကုန်လုံးကပိတ်သွားပြီကျွန်တော်ရဲ့နှလုံးမှာအဲ့ဒါဒီကျင်လည်နေပြီးတော့မရှင်းလိုက်တဲ့မြတ်ကကျွန်တော်ရဲ့နှလုံးရောကတဖြည်းဖြည်းနောက်ဆုံး up block သွေးကြောပိတ်ပြီးတော့တက်ရွှေရပြီးတော့ဒေတာဝယ်ပဲရှိတယ်အဲ့ဒီကထင်းစားတစ်ခုကိုထုတ်လိုက်တဲ့အခါမှာကျန်တဲ့ထင်းစားတွေကလောင်နေပေမဲ့ထုတ်လိုက်တဲ့ထင်းစားကမီးငြိမ်းသွားတယ်မီးမရှိတော့ဘူးရစ်ပေါ်လိုက်ယောရှုကလည်းပဲစိတ်ဓာတ်ကြတော့စာတန်စီကိုရောက်တော့ရှော့တေးတဲ့အင်ဂျီကိုပြောမှစာတန်နဲ့ဖြစ်သွားတယ်ဒီသူတွေထင်းပုံကြရတယ်မီးပုံကြရတယ်ထုတ်တော့ထင်းစားဖြစ်တယ်
ကျွန်တော်အားလုံးဘာလို့တနည်းနည်းနဲ့အပတ်တိုင်းစနေနေ့တိုင်း Bible study သွားနေတယ်ဘုရားပြုသွားနေတယ်ယုံကြည်သူအချင်းချင်းမေတ္တာရာဖွဲ့ခြင်းဆိုတဲ့ Bible နဲ့နော်အဲ့ဒီယုံကြည်သူချင်းချင်းမေတ္တာရာဖွဲ့ခြင်းဆိုတဲ့အဲ့ဒီမှာအတူတကွရှိနေခြင်းကကျွန်တော်တို့ဝိညာဉ်ရေးမှာသူ့တဲ့ခြေပွားစီကျွန်တော်ရဲ့နှလုံးသားကိုအမြဲတမ်းပြော့ပြောင်းနေစေတယ်တရားနဲ့တရားကိုဒါချင်းတော့ဝိညာဉ်တော်အပြည့်ကူညီခြင်းမဆာခြင်းဆုတောင်းပေးခြင်းခွန်အားပေးခြင်းလမ်းပြပေးခြင်းအဲ့ဒါတွေအားလုံးကကျွန်တော်လှုပ်ဆောင်နေတယ်အကြောင်းလို့ဘုရားနဲ့ဝေးတဲ့နေရာကိုသွားပါမယ်ယုံကြည်တန်ရှင်းသူများနဲ့ဝေးတဲ့နေရာကိုသွားပါမယ်တန်ရှင်းသူနဲ့ဝေးတဲ့နေရာကိုသွားရင်မတန်ရှင်းသူနဲ့တွေ့မယ်စာတိမှာပေါ်ပြတယ်မတရားသူတွေတိုက်တွန်းခြင်းမလိုက်သူတွေစီးမမထိုင်နဲ့ပေါ်ပြတာဒီတိုက်ပြီးလွတ်နေခွဲနေတယ်အကြောင်းရင်းနဲ့အများကြီးဒီနှစ်ခုကလည်းအများကြီးကြီးတဲ့အကြောင်းဖြစ်တယ်ဆက်ကနဲ့ဆက်ကမှမရင်နဲ့ပတ်သွားတကယ်လည်းဖတ်တာကျွန်တော်ဒီကျမ်းပိုက်ကိုနေ့တိုင်းဖတ်နေကြတယ်အဲ့ဒီလုံးသားနဲ့အသက်ရှင်မှုရတဲ့ကျွန်တော်အချက်လေးငါးချက်လောက်ခတ်တူပဲကျွန်တော်လည်းများပေါ်ပြတာကိုကျွန်တော် community ကိုရှိဟုတ်ပါအဲ့ဒီမှာနှလုံးသားအတင်းနဲ့ဘယ်လိုသက်ရှင်မလဲဆိုတော့နံပါတ်1ကစမလုံးနောင်တတရားရှိဖို့ရတယ်ကျွန်တော်ကအဲ့ဒီနှလုံးသားတစ်ကိုကျွန်တော်တို့လုံးမရတော့ဘူးဘုရားသခင်ကခရစ်တော်အားဖြင့်တို့ကိုပေးထားပြီးပြီအဲ့ဒီအတစ်တော်နှလုံးသားကိုပေးထားပြီးပြီအဲ့ဒီနှလုံးသားပေးထားတဲ့ဥစ္စာကိုကျွန်တော်ကာကွယ်ရမယ်ပြုစုရမယ်ကျွန်တော်အတစ်တော်နှလုံးသားနဲ့ပဲဆက်လက်ပြီးတော့နောက်ဆုံးတိုင်မှာသက်ရှင်ဖို့လိုတယ်အဲ့ဒီမှာကျွန်တော်ဒီအချက်လေးလိုရတယ်ကျွန်တော်ဒီဘာကောင်တော့ဒီပထမတစ်ချက်ကိုကျွန်တော်ပြောပြီးပြီစစ်မှန်တဲ့နောင်တတရားရှိရမယ်ဒါဝိမင်းကဆာ57မှာသူတောင်းပါတဲ့ဥစ္စာနောင်တရတဲ့ဥစ္စာဘယ်လောက်ထိတော့ကျုံးလို့ဘလို့စစ်မှန်တဲ့နောင်တတရားကိုရတဲ့အတွက်ဘုရားသခင်လုံးဝမကြက်တဲ့ဖြစ်မှုကိုကျူးလွန်ခဲ့ပေမဲ့ဘုရားသခင်ကသူ့ကိုနောက်ဆုံးတိုင်အောင်ဘုရားသခင်ခွင့်လွှတ်တယ်သူ့ကိုပြန်ပြီးတော့အသုံးပြုတယ်ဘုရားသခင်ကောင်းကြီးပေးတာကျွန်တော်တွေ့စစ်မှန်တဲ့နောင်တတရားရရှိဖို့လိုတယ်ထင်ရှားထားခြင်းလုံးဝမရှိတဲ့အဖြစ်ဝန်ချခြင်းနော်အဲ့ဒါကြီးရှိရစစ်မှန်တဲ့နောင်တတရားကျွန်တော်အဲ့ဒါတော့ချက်သွင်းပြောတော့ဒုတိယတစ်ခုကတန်ရှင်းသောဝိညာဉ်တော်နဲ့ပြေဝခြင်းဆိုတာလို့တန်ရှင်းသောဝိညာဉ်တော်နဲ့ပြေဝခြင်းကျွန်တော်ဒီကျမ်းစာဖတ်တဲ့အခါမှာငါ၏နှလုံးကိုလည်းငါ၏ဝိညာဉ်ကိုလည်းထည့်ပေးမယ်အဲ့ဒီဝိညာဉ်ကျွန်တော်ထဲမှာထည့်ပေးခြင်းကျွန်တော်ရဲ့နှလုံးနုနယ်တဲ့နှလုံးသားဘုရားသခင်ပေးထားတဲ့အတိတ်တော်နှလုံးသားကိုအစဉ်အမြဲပဲနုနယ်နေဖို့အသားနှလုံးဖြစ်နေဖို့ရတဲ့ဝိညာဉ်တော်ကိုပေးတာဝိညာဉ်တော်မှာတကူရှိတယ်ဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်ရဲ့တကူတန်ရှင်းသောဝိညာဉ်တော်ရဲ့လှုပ်ဆောင်နေတဲ့အာနိသင်အားလုံးကျွန်တော်တို့တစ်ချိန်လုံးတွင်တင်ခြင်းပြုစုခြင်းလမ်းပြခြင်းနော်သူရဲ့ဗိသိက်ပင်အဲ့ဒါတွေကကျွန်တော်တို့ဘုရားခင်အဲ့ဒါကိုလည်းထည့်ပေးလိုက်တာဒီဟာမထည့်ပေးလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့နှလုံးသားမှာကြောသွားမှာဘုရားခင်တည်တယ်ဘုရားခင်တန်ရှင်းသောဝိညာဉ်တော်ဒီကိုတော့ဥပ္ပစေဆရာဝိညာဉ်တော်ဒီကိုတော့တကူကိုကျွန်တော်ထဲမှာထည့်ထားပြီးတော့ကျွန်တော်ရဲ့နှလုံးသားပြော့ပြောင်းသူများကိုလည်းပြော့ပြောင်းလုပ်ပေးနေပင်ဒီကုတ်တွေနေမှာတမန်တော်နေ့မှာဝိညာဉ်တော်အကြောင်းအများကြီးပေါ်ပြထားတာကျွန်တော်တွေ့ရတယ်အဲ့ဒီမှာနောက်တစ်ခုပေါ်ပြထားတာကတကယ်နှလုံးသားကိုရေနဲ့လည်းဆေးရုံပဲနော်ရေနဲ့ဆေးရုံဝိညာဉ်တော်တဲ့ပြီးတော့ဒီရေစကြည်လာပေါ်ပြထားတာနှုတ်ကပတ်တော်ဒီဟူသောရေအားဖြင့်ဆေးကြောခြင်းရှိပြီးမှဘုရားသခင်ကျွန်တော်ကိုနှုတ်ကပတ်တော်ရေနဲ့ဆေးကြောအောင်ကျွန်တော်နှလုံးသားပေးချနေတဲ့ဥစ္စာတွေတိမ်ဖုံးနေတဲ့ဥစ္စာတွေညှိပိန်နေတဲ့ဥစ္စာတွေတခြားရေနဲ့မရအောင်နှုတ်ကပတ်တော်ရေနှုတ်ကပတ်တော်ရေအဲ့ဒီဘုရားသခင်နှုတ်တော်အတွက်ဒီကိုတော့နှုတ်ကပတ်တော်ရေအားဖြင့်ကျွန်တော်နှလုံးသားကိုစင်ကြယ်စေတယ်အမြဲပဲစင်ကြယ်စေတယ်ဒါကြောင့်နင်းညမဖျက်စင်ကြယ်အောင်မိတော်သူဒီမင်္ဂလာရှိဘုရားသခင်ရဲ့ပြည့်ညတ်တဲ့တရားတော်ကိုလိုက်ရှောက်နေတဲ့စိုးရိမ်ခြင်းမရှိတဲ့ကြောက်ရွံ့ခြင်းမရှိတဲ့ဒီလောကကြီးအောင်မြင်ခြင်းကိုရောက်ရွှေရှိတဲ့တရားကိုလက်ကင်လာတယ်ဒါကြောင့်ကျမ်းစာလေ့လာတယ်ကျမ်းစာဖတ်တယ်ကျမ်းစာအာရုံပြုတယ်ကျမ်းစာကိုဝေမျှတယ်ဆိုတာအဲ့ဒီနှုတ်ကပတ်တော်ကြီးနဲ့နေ့စဉ်နဲ့အမျှကျွန်တော်ကိုစေကြောနေတာနှုတ်ကပတ်တော်ကြီးကကျွန်တော်ရဲ့အသက်တာကျွန်တော်ရဲ့အတင်းတော်ကိုစေကြောခြင်းရှိရကျွန်တော်ရဲ့အသက်တာကိုပြည့်စုံဆိုတဲ့ကောင်ပြောရဲဆိုကျွန်တော်အရေးတွန့်ခြင်းမရှိတာဖြူစင်ခြင်းတန်ရှင်းခြင်းရှိတဲ့ခရစ်တော်ရဲ့တတို့တမီဖြစ်ဝင်ရတဲ့အစဉ်အမြဲစေကြောခြင်းရှိနေဖို့ရလိုအပ်တယ်နောက်တစ်ခုကတော့ယုံကြည်သူချင်းချင်းမိသားစုဖွဲ့ခြင်းဆိုဟေဘရဲ30 25ပါခဏပေါ်ပြပြီးယုံကြည်သူချင်းချင်းမိသားစုဖွဲ့ခြင်းရှိရမယ်သူကဝိညာဉ်တော်စုကျေးဇူးအမြတ်တရားကိုတရားတည်ဆောက်ဝင်နောက်ဆုံးတစ်ခုကတော့နှလုံးသားကိုကာကွယ်စောင့်ရှောက်ခြင်းရှိရမယ်အမြဲတမ်းကျွန်တော်ရဲ့အသားနှလုံးကနုနယ်ပြီးတော့နုပြိုပြီးတော့နုညံ့တိမ်မွေ့ပြီးတော့မေတ္တာနဲ့ပြေဝပြီးတော့ဘုရားသခင်အလိုတော်လိုက်ပြီးတော့နောက်ဆုံးတိုင်ဘုရားသခင်ရဲ့ဘုန်းတော်ကြီးစွာထင်ရှားတဲ့နှလုံးသားဖြစ်ဝင်ရတဲ့နှလုံးသားကိုကာကွယ်ရမယ်ကျွန်တော်နှလုံးသားကိုကာကွယ်စောင့်ရှောက်ဝင်ရလိုအပ်တာကျွန်တော်တွေ့ရှိရတယ်။ဘုရားဆရာပြော
နှလုံးယောဂယောက်ျား45နဲ့မိန်းမ55နဲ့ပြောတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တခြားသူတွေစဉ်းစားဆရာဝန်စီကိုအဲ့ဒီမြို့သမီးကတော့ပြောကျမယောက်ျားနှလုံးယောဂလာတယ်ညလည်းအဲ့လိုပြောဆိုတော့ဆရာဝန်မဖုန်းနဲ့အေးဆေးပေးလိုက်အေးဆေးပြီးတော့နောက်တလားလောက်ကြာတော့ဆရာဝန်စီပြန်လာလို့လည်းအယောက်ျားအချင်းနေလို့လည်းမချိုးဘူးတဲ့သူအိတ်မပြောလို့ပဲတစ်ချိန်လုံးရင်ကြက်တုံးပဲဆိုတော့အဲ့ဒီဆေးမတောက်ဘူးလားဆိုတော့တောက်တယ်ဘလူတောက်တယ်လဲဆိုတော့သူ့ကိုတိုက်တယ်လေဘိုးငါပေးတာမင်းတောက်ဘူးကျွန်တော်ဆရာဝန်စီတော့မြို့ကျွန်တော်မေးတယ်မင်းနားမှာတိတ်ဒေါ်ရထွက်တဲ့သူရှိလားလို့ပြောတယ်ကျွန်တော်ပြောတယ်ကျွန်တော်မိမဒေါ်ရရန်ထွက်တယ်လားလို့မေးချင်ကျန်ဒေါ်ရအရန်ထွက်တဲ့မိမအကြောင်းလို့လားမသိဘူးနော်55နှစ်မှနှလုံးရောက်ဖြစ်တယ်ဒါပေမဲ့ဒေါ်ရထွက်တဲ့ကြောင့်ကြားရင်လည်းမနေတော့မိမလည်း55နှစ်မှနှလုံးရောက်ဖြစ်လာဒေါ်ရထွက်ခြင်းခုနကတွေးခုနကမြန်လာတာလေတွေးခုနနေတော့တာလေတွေးမခုနတော့ဒါတွေကပေါင်းချင်ဖိအားတွေအမျိုးမျိုးတွေရှိပါပဲကျွန်တော်နှလုံးသားကိုကာကွယ်ဖို့ရတဲ့အမျိုးတည်းကသူ့တည်းကာကွယ်ဖို့လိုတယ်ဘာလို့လဲဆိုရင်အဲ့ဒီနှလုံးသားကိုဖျက်ဆီးတဲ့လူတွေအများကြီးရှိတယ်ကားနဲ့တမျိုးလာပြီးတော့အဲ့နှလုံးသားကိုလိုချင်တယ်လို့ရှိရင်ငွေတွေယူလာပြီးတော့အဲ့နှလုံးသားကိုလိုချင်တယ်လို့ရှိရင်မလားညနာမောင်ရတယ်များတယ်မျိုးဖြစ်နေကာရမယ်ကာကွယ်ဖို့ရလိုတယ်ဘာလို့ဆိုရင်ကွန်ပကာတနာတွေနဲ့လောကစီးစိမ်တွေနဲ့ဒီအရာတွေနဲ့လာပြီးတော့နှလုံးသားကိုယူပြီးဖျက်ဆီးလို့ရှိရင်ဒီဖျက်ဆီးဖို့ကောင်းဝင်ရင်းမှုချင်းပြည့်စည်ခြင်းအဲ့ဒါပြန်နောက်ဆုံးမှသာဝရတည်ခြင်းကိုရောက်မဲ့အရာတွေဖြစ်တယ်။အဲကြောင့်မလို့ကာကွယ်ရမယ်ဆိုတာဒီနေ့ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာမျိုးရှိတယ်။မျက်စိအာရုံ၅ပါးနေအဲ့ဒီຢာတွေဝင်လာတယ်။ကျွန်တော်အများအားပြောပါတယ်ကျွန်တော်အမေရိကန်နိုင်ငံရဲ့ယဉ်ကျေးမှုကဘာကိုကျင့်ကြံနေတဲ့အရာတစ်ခုပါလဲဆိုရင်ဟောလိဝုဒ်ယဉ်ကျေးမှုတွေဟောလိဝုဒ်ယဉ်ကျေးမှုမှာယောက်ျားတစ်ယောက်ယူတာနှစ်ယောက်ယူတာ၄၅ယောက်ယူတာသူတို့တဲ့သူမစားမဟုတ်ကျမ်းစာထဲမှာဖော်ပြလို့လည်းရှစ်ဆရာကောင်းတဲ့အရာများကိုဝါကြွားပြီးတော့မှအသက်ရှင်နေကြတယ်ဆိုတာနော်ဖော်ပြပြမာခြင်းတွေကိုသူတို့ရဲ့ရိုးရာပြောတာတခုလို့ကြီးတော်ကျင်ညာလိုက်တဲ့ကဘာတခု British ပြဆရာဗာဂျင်မဒါမဲ့ဟိုကောင်လေးတယောက်နဲ့ပြမာတော့သူကပြောတယ် I did it မျက်နှာဖုံးမှာရေးပြီးတော့ကဘာကိုကြော်ညာမလားသူပြမာတာကိုတကယ်ကြော်ညာတခါမှနောက်တစ်ခါကျတော့ I did it again နဲ့ချိန်ချိန်ကြော်တယ်ဘလို့ယူဆရာကောင်းတယ်မုန်းဆရာကောင်းတယ်ဘုရားမကြိုက်တဲ့ဥစ္စာတို့ကဘာကိုကြော်ညာတဲ့ယဉ်ကျေးမှုတွေလေးဖြစ်လာကျွန်တော်ရဲ့နှလုံးသားကိုကာကွယ်ရမယ်လောကရဲ့အဖြစ်တွေလောကရဲ့မုန်းတီးမှုတွေယွန်ရှာမှုတွေမဝင်လာအောင်ကာကွယ်ရမယ်ဒီကာကွယ်မှုခြေရှိစေဝိညာဉ်တော်အဲ့ဒါယေရှုကတင်းလို့စိတ်နှလုံးတကားမှာရရွေခောက်လေတယ်ကျင်သူဒီဖွင့်ပေးဟာငါဒီဝင်လာ၍တင်းလို့သူစားတော့တင်းလို့လည်းငါနဲ့သူစားတော့ရတယ်ပဲအဲ့တော့ဖိတ်ခေါ်နေတယ်ဘောတော်မင်းကသူတို့ကဝင်တော့စားတော့ရတယ်သူတင်းအားလုံးမှာဘုရားလည်းကောင်းကြည့်ပါ